နိုင်ငံခြားကကလေးဆရာဝန်များ၏အကြံပြုချက်များကလေးကိုအကျိုးရှိရှိထိန်းကျောင်းနေကလေးဆရာဝန်များ pediatricians နှင့်ကလေးစိတ်ပညာရှင်များ child psychologists သည်မိဘများအတွက်အပြုသဘောဆောင်သောထိန်းကျောင်းနည်း positive discipline များကိုဆယ်စုနှစ်များစွာအလေးအနက်အကြံပြုလာခဲ့ကြသည်ယင်းတို့၏သုတေသနအခြေခံဆောင်းပါးများမှအဓိကအနှစ်ချုပ်ထုတ်လုပ်ချက်များကိုဘာသာပြန်တင်ပြလိုက်ပါသည်တအော်ဟစ်ခြင်းနှင့်ရိုက်နှက်ခြင်း၏ရေရှည်ဆိုးကျိုးများAmerican ကလေးဆရာဝန်များအဖွဲ့ American Academy of Pediatrics (AAPE) အပါအဝင်နိုင်ငံတကာမှကျွမ်းကျင်သူများ၏အဆိုအရအော်ဟစ်ဆူပူခြင်းကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းနှင့်အရှက်ရစေသောပြစ်ဒဏ်ပေးခြင်းများသည်ရေတိုတွင်အကျိုးသက်ရောက်မှုနည်းပါးပြီးရေရှည်တွင်ဆိုးကျိုးများစွာဖြစ်ပေါ်စေပါသည်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုစိတ်ဖိစီးမှုမြင့်မားစေခြင်းစိတ်တက်ကြခြင်းစိုးရိမ်ပူပန်မှုများခြင်းနှင့်မိမိကိုယ်ကိုတန်ဖိုးထားမှုနည်းပါးခြင်းတို့ကိုဖြစ်စေသည်ရန်လိုမှုတိုးလာခြင်းရိုက်နှက်ဆုံးမခြင်းသည်ကလေးအားရန်လိုမှုကိုပြဿနာဖြေရှင်းသည့်နည်းလမ်းအဖြစ်တင်ယူစေပြီးအခြားသူများအပေါ်လည်းအကြမ်းဖက်သည့်အပြုအမူများပြုလုပ်တတ်လာသည်မိဘသားသမီးဆက်ဆံရေးပျက်စီးခြင်းကလေးကမိဘအပေါ်ကြောက်ရွံ့လာပြီးယုံကြည်မှုလျော့နည်းသွားသည်ကလေးဆရာဝန်များ၏အဓိကသတိပေးချက်ပါဆက်ဖြစ်ဆဲဆူကျိမ်းမောင်းခြင်းသည်လည်းကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းကဲ့သို့ပင်ဆိုးကျိုးပေးနိုင်သောကြောင့်ရှောင်ရှားရပါမည်နှစ်ထိရောက်သောထိန်းကျောင်းနည်းကလေးဆရာဝန်များကအကြံပြုထားသည့်အပြုသဘောဆောင်သောထိန်းကျောင်းနည်းများသည့်ကလေးကိုစိတ်တည်ငြိမ်ပြီးတာဝန်ယူမှုရှိသူဖြစ်လာစေရန်ရည်ရွယ်သည်ကအပြုသဘောကိုအားဖြည့်ပါ reinforce the positive ကောင်းတာကိုရှာဖွေပါ catch them being good ကလေးရဲ့ကောင်းတဲ့အပြုမူစူးစမ်းအားထုတ်မှုတိုင်းကိုအမြဲတမ်းအတိမတ်ပြုချီးမွမ်းပေးပါကစားစရာတွေကိုတည်တည်တက်တက်သိမ်းလိုက်တာတကယ်ကောင်းတယ်စသဖြင့်တိတိကျကျချီးမွမ်းပါတဦးချင်းအချိန်ပေးပါဘာညွန်း time တနေ့တာမှာမိနစ်အနည်းငယ်ဖြစ်စေကမူဖုန်းပိတ် TV ပိတ်ပြီးကလေးပေါ်အာယုံဆိုင်အချိန်ပေးခြင်းသည်ဆက်ဆံရေးကိုအခိုင်အမာဆုံးတိဆောက်ပေးပြီးမကောင်းသောအပြုအမူများရောကြစေပါသည်ခန့်ရှင်းလင်းသောစီးမြင်များသတ်မှတ်ပါ set clear and consistent limits ရှင်းလင်းသောညွှန်ကြားချက်ပေးပါစိုးမနေနဲ့လို့ပြောမဲ့စာမင်းရဲ့အတန်ကိုတိုးပြီးပြောပါတို့လက်တွေကိုကိုပေးမှထားပါစသဖြင့်ဘာလို့ရမည်ကိုတိတိကျကျပြောပါမျှော်မှန်းချက်များတတ်မှတ်ပါကလေးတွေအတွက်အရေးကြီးဆုံးစီးမြင်ကဘေးကင်းဖို့ပဲ be safe ဆိုတဲ့အမူပေါင်းကိုချပြပြီးစီကံတွေကိုဦးစားပေးတတ်မှတ်ပါအကျိုးဆက်ကိုသုံးပါ use consequences ရုပ်တည်တန်သောအကျိုးဆက် logical consequences အပြစ်ပေးခြင်း punishment အစားသူတို့လုပ်ရနှင့်ဆက်ဆက်သောနောက်ဆက်တွဲပြဿနာကိုရင်ဆိုင်စေခြင်းဖြစ်သည်ဥပမာကစားစရာများကိုမသိမ်းပါကထိုကစားစရာများကိုရက်အနည်းငယ်ကြာသိမ်းထားလိုက်ခြင်းအစားအစာအိတ်ချိန်စသဖြင့်အခြေခံလိုအပ်ချက်များကိုဘယ်တော့မှမရုပ်သိမ်းပါနှင့်ထိုင်းမြို့နီလန်အသက်3နှစ်နှင့်အထက်ကလေးများတွင်ဒေါသအလွန်ထွက်ပြီးထိမ့်မနိုင်သိမ့်မရဖြစ်သည့်အခါအသုံးပြုနိုင်သောနီလန်ဖြစ်သည်ထိုင်းမြို့အဓိကရည်ရွယ်ချက်မှာကလေးကိုစိတ်ငြိမ်စေဖို့သာဖြစ်ပြီးအပြစ်ပေးခြင်းမဟုတ်ပါအသုံးပြုပုံကလေးသက်တစ်နှစ်လျင်မိနစ်နှုန်းဖြင့်အချိန်တိုသာပေးပါအချိန်ကုန်လျင်ဆက်လက်ရန်ဖြစ်ခြင်းမပြုဘဲချစ်ခင်စွာပွေဖက်ပြီးနားလည်ကြောင်းပြသပါသုံးနားလည်မှုနှင့်စိတ်ခံစားမှုထိန်းချုပ်ခြင်း empathy and emotional regulation ဥစွာနားထောင်ပေးပါ hear them out ကလေးကအမူအကျင့်ဆိုးပြတယ်ဆိုရင်ဗိုက်စာနေတာပင်ပန်းနေတာဒါမှမဟုတ်စိတ်ဖိစီးနေတာမျိုးစတဲ့အဓိကအကြောင်းရင်းကိုရှာဖွေပါစိတ်ခံစားချက်ကိုအတိမတ်ပြုပါသားသမီးစိတ်ဆိုးနေတာကိုနားလည်ပါတယ်ဒါပေမဲ့စိတ်ဆိုးရင်ရိုက်တာမျိုးတော့မလုပ်ရဘူးနော်စသဖြင့်သူတို့ခံစားချက်ကိုလက်ခံပေးပြီးမှန်ကန်စွာတုံ့ပြန်ပုံကိုသင်ပေးပါကလေးဆရာဝန်များ၏အကြံပြုချက်မိဘအနေနဲ့တည်ငြိမ်တဲ့စိတ်ထားကိုပြသခြင်းဟာကလေးကိုလည်းစိတ်ခံစားချက်ကိုထိန်းချုပ်တတ်ဖို့သင်ပေးရရောက်ပါတယ်ရေးသားဖန်တီးသူရင်အောင် baby care မိဘတိုင်းအတွက်အရေးကြီးဆုံးကကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးနဲ့ parenting ပါဒီလိုရေးပါတဲ့အချက်လက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ baby care ကိုအားပေးကြပါဦးနော်ဒီလိုအကြောင်းအရာကောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် like လုပ်ပြီးနှစ်သက်မှုပြပေးပါနော် share လုပ်ပြီးတခြားမိဘတွေကိုလည်းကူညီပေးပါfollow subscribe လုပ်ထားပြီးအချိန်နဲ့တပြေးညီအကြောင်းအရာအသစ်တွေကိုမလွဲစေဖို့ဆောင်ရွက်ထားပါ